ကျွန်တော်တို့နိုင်ငံမှာတော့ပြောမယ်ဆိုဗျာလူတွေကသိပြီးတော့အရှုံးတွေလေနော်အဲကြောင့်မို့ကျွန်တော်တို့နိုင်ငံမှာဘာကောက်လဲဆိုတော့လိန်စားလို့ကောင်းတယ်လူလိန်တွေအတွက်ကတော့ခွင့်ကောင်းတယ်ပေါ့နော်အကြောင်းမို့လူလိန်တွေများတယ်ခိုးတဲ့လူတွေများတယ်တောက်စားတဲ့လူတွေများတယ်အခုလိုများချင်းဟာလေကျွန်တော်တို့ချောင်းလေးပါပါတယ်အခုလိုခိုးတဲ့လူတွေလူတွေပေါ့နော်တောက်စားလူတွေများတဲ့ဟာကျွန်တော်ဟိုတနေ့ကဆိုပေါ့ဒါအဖြစ်ပြက်လေးတခုကျွန်တော်ပြောပြပါမယ်လိုင်းကပေါ်မှာပေါ့ကလေးဗျာကလေးတယောက်တက်လာတယ်တက်လာတော့ဒီကလေးလေးသူ့မေလေးပါတယ်ပေါ့လိုင်းကပေါ်မှာသူ့မေလေးပါတာမြင်တာပဲကလေးကလာပြီးတော့စာရေးတွေနဲ့ပေါ့စာရေးတွေမှာတော့ရေးထားတာပေါ့သူတို့သားတို့မိသားစုစောင်းနေအဆင်မပြေလို့ဒါတနာကြပါပေါ့သူတို့တနာခံစားလဲမှာပြေးပြီးတော့တောင်းကြတယ်အမှကျွန်တော်စီလာတော့ကျွန်တော်လက်မခံလိုက်ဘူးပေါ့နော်အရာမပေးနဲ့ပြီးကြတော့ကျွန်တော်ကလည်းပြောလိုက်တယ်လေလိုင်းကောင်းပေါ်မှာပါလာတဲ့လူအလုံးကိုခင်ဗျားတို့လို့ကလေးကိုလူခုနလိုပေါ့နော်ဒီကလေးလာတောင်းတဲ့ဟာကိုမပေးနဲ့လို့ပင့်အကျင့်ပါတယ်လို့ဒီကလေးကကျွန်တော်တို့သူ့တော့မတနာလို့တော့မဟုတ်ဘူးကျွန်တော်တို့ကသူတို့ကိုပေးလိုက်လို့ရှိရင်ဒီကလေးကနေတိုင်းတောင်းစားနေပါပဲဒီနေ့ရလဲနောက်တစ်နေ့တောင်းစားမယ်အဲ့လိုပဲသူ့မေကလည်းဒီကလေးကိုအကြောင်းပြပြီးတော့သူ့နေတိုင်းလိုတောင်းစားခိုင်းတော့မှာပဲလေအကြောင်းကျွန်တော်ပြောလိုက်တယ်ကျွန်တော်တို့ကလို့ဒီကလေးစိတ်တက်ကိုရိုက်ချိုးနေတဲ့လူဖြစ်သွားပြီလို့ဒီကလေးဒီသူ့ရဲ့လက်ကလက်ခြေလက်အင်ကအစုံပါရဲ့သားနဲ့အခုလို့သူတောင်းစားတယ်အဲကြောင့်မလို့သူတောင်းစားလို့ရတဲ့အတွက်ကြောင့်သူဒီအလုံးလုံးเสียမလို့သူ့ရဲ့ခန္ဓာကိုယ်ကိုအသုံးချပြီးတော့အသုံးပြုပြီးတော့အပင်ပန်းခံပြီးတော့ဗျာလှုပ်ရှားเสียမလို့ဘူးဆိုတာဒီကလေးရဲ့ခေါင်းထဲမှာဆွေးတော့ပြီလေနော်အဲ့လိုဆွေးတော့လို့ရှိရင်ဒီကလေးကြည်လာလို့ရှိရင်တခိုးဖြစ်မယ်နောက်ဆုံးဗျာဓမယဖြစ်မယ်တောင်းစားတဲ့လူအစင်ကနေပြီးတော့တခိုးဖြစ်မယ်တောင်းစားမယ်လူစားမယ်အဒါတွေဖြစ်အောင်ကျွန်တော်တို့ကလုပ်ပေးလိုက်တယ်လို့ပဲလို့အဲကြောင့်မို့ကျွန်တော်တို့အတက်နိုင်ဆုံးပေါ့နော်မပေးနဲ့ပေါ့ဒါကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ကိုကြည့်ပြီးတော့မပေးနဲ့လို့ကျွန်တော်ကတော့အမုန်းခံပြီးတော့ပြောလိုက်တယ်ကလေးကတော့လေကျွန်တော်ကိုကြည့်ပြီးတော့မျက်လုံးစောင်းပြီးတော့ကြည့်နေတာပေါ့နော်သူ့အမေရောသူ့ကလေးရောကျွန်တော်ကတော့လူမိုက်ပေါ့ဗျာလူဆိုးပေါ့အမှပြောလိုက်တယ်အမောင်းခံပြီးတော့တကယ်တမ်းကျတော့အဲ့ဒီကိစ္စနဲ့တော့ပတ်သက်ပြီးတော့ပြောချင်တာတကယ်တမ်းကျတော့အဲ့လိုပေးတယ်ဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေအများစုကတော့တနာတက်ကြတယ်လေတနာတက်ကြတော့ခုနလိုပဲလာတောင်းရင်ကလေးတွေတနာတွေပေးလိုက်တယ်အဲ့ဒီပေးလိုက်တဲ့ပြဿနာဒီစတာပဲအဲ့တော့ကျွန်တော်တို့ပေးလိုက်တဲ့ဒီကလေးဒီခုနကျွန်တော်ပြောခဲ့သလိုသူဒီတောင်းစားလို့ရတယ်အလွယ်တကူနဲ့ပေါ့ဗျာခန္ဓာကိုအပင်ပန်းမခံဘဲနဲ့ဒီလိုတောင်းစားလို့ရတယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်သူဒီခန္ဓာကိုပင်ပန်းခံပြီးတော့အလုံးမလုံးစားတော့ဘူးကြည်လာလို့ရှိရင်ဒီကလေးဘာလို့ဆိုတော့မဆိုတော့ဒီကလေးတောင်းစားမယ်တောင်းစားတဲ့အဆင့်ကနေပြီးတော့ဒီကလေးဘာလို့တော့မလဲခိုးတော့မယ်လူတော့မယ်တိုက်တော့မယ်အဲ့ဒါဆိုဒီကလေးတယောက်ရဲ့စိတ်တက်ကိုကျွန်တော်တို့ကရိုက်ချိုးလိုက်သလိုပဲအခလေးအကြောင်းမို့တိုင်းပြည်ရဲ့အနာဂတ်ဒီကျွန်တော်တို့လူငယ်တွေအပေါ်မှာမူတည်နေတယ်။ဘာလို့ဆိုလူငယ်ဒီယနေ့လူငယ်နောက်ဝယ်လူကြီးဆိုသလိုပဲလူငယ်တွေဒီတနေ့တစ်ချိန်မှာတိုင်းပြည်မှာတာဝန်ကိုစီကိုထမ်းဆောင်ရမယ်အနာဂတ်လူငယ်တွေများဖြစ်တယ်။အနာဂတ်လူငယ်တွေပေါ့ဗျာ။အဲဆိုအဲ့ဒီလူတွေဒီအခုကတည်းကအဲ့လိုမျိုးစိတ်တက်တယ်။သကောက်လိုခြင်းတွေစိတ်တယ်။6လိုခြင်းတွေစိတ်တယ်။ကျွန်တော်တို့ရိုက်သွင်းပေးလိုက်သလိုပဲ။ထို့ကြောင့်ကျွန်တော်ကျေးဇူးပြုပြီးတော့မိတ်ဆွေများကိုကျွန်တော်အနူးညံ့တောင်းပန်နေပါတယ်လမ်းမှာအဲ့လိုမျိုးခြေအကောင်းလက်အကောင်းနဲ့ကိုယ်တိုင်လှူဆောင်နိုင်ရသားနဲ့အဲ့လိုကလေးငယ်ကအစလူလက်ပိုင်းနေအထိနော်ကျေးဇူးပြုပြီးတော့အဲ့လိုမျိုးမပေးပါနဲ့လို့ပေးလို့ရှိရင်အနာဂတ်တရခံဒီကျွန်တော်တို့ဖြစ်တော့ပါပဲဘာလို့ဆိုကျွန်တော်တို့အဲ့လိုပေးလိုက်တဲ့အတွက်ကြောင့်နောက်တစ်ချိန်ချင်းမှာလူငယ်တွေဒီခိုးတဲ့လူတွေဓမြတိုက်တဲ့လူတွေများလာခြင်းဒီခုနလိုပဲကျွန်တော်တို့တနာတဲ့စိတ်ကြောင့်ကျွန်တော်တို့တရခံဖြစ်သွားမှာပါ